ရွှေစာမဏီရဲ့ဆိုင်ခွဲ3ဆိုင်မြောက်ကိုရွှေစင်9လပိုင်း1ရက်နေ့အမီရွှေစင်ဖွင့်ပေးမှာဖြစ်ပါတယ်ဒီနေ့က29ရက်နေ့ပေါ့နော်29ရက်နေ့ပစ္စည်းတင်နေ30ရက်လဲမနေ့ပြန်ပစ္စည်းလူတိုင်းထက်တင်မယ်ပေါ့နော်အခုတော့ပစ္စည်းဆင်နေပါတယ်ရှင်တဲ့တို့အဲ့တော့ရွှေစင်ကဒီဆိုင်လေးဖွင့်ရတာလဲအားရှိမယ်လို့ထင်ပါတယ်အားလုံးကအနည်းဆုံးရောက်လာပြီဆိုပြောကြတယ်ပေါ့နော်မြို့တွေကရော one way နဲ့ဘာနဲ့တချို့ဆိုရင်တွားလာတာခက်တော့နေရင်မြောက်တိုင်ရှိရပေါ့နော်အဲ့တော့ဒီပါဠိခွေပေါ့နော်ပါဠိမီးပွိုင်းခွေနာဆိုင်ဝဲသုံးဆိုလို့ရှိရင်တော့အားလုံးနဲ့နီးရလို့ပြောလို့ပေါ့နော်ဒါကြောင့်ရွှေစင်ဖွင့်ရတာတော့အားရှိပါတယ်ရှင်ပစ္စည်းလေးတော့တက်နေတည်းမြအစုံထည့်ထားတယ်ပေါ့နော်အဲ့တော့ရွှေစင်9လပိုင်း1ရက်နေ့မှာလာရောက်အားပေးလို့ရပါတယ်ဖြစ်နိုင်တော့ရွှေစင်ကတော့အခုစင်နေနဲ့ကိုလာဝင်တော့ရောင်းပေးလိုက်မှာပဲတဲ့လူတွေနော်အဲ့တော့ပစ္စည်းလေးကတော့မနေ့ဖြန်ဆိုတော့ပို့ဆောင်သွားပြီရွှေစင်ကလည်းစေးုံတက်နေရတာကိုယ်တိုင်မစီမံနိုင်ဘူးပေါ့နော်ရွှေစင်ရဲ့ညီမလေးတွေဝန်ထမ်းညီမလေးတွေကိုအားကိုးပြီးတော့ရွှေစင်ဒီမှာပစ္စည်းရအစင်နေရတယ်ပေါ့နော်အဲ့တော့ဒီမှာပစ္စည်းရတော့အစုံတော့ယူလာပါတယ်ရွှေစာမဏီမာလီအပေါ်ဆုံးပတ်စံမဟုတ်ဘူးအပေါ်ဆုံးပစ္စည်းပဲဖြစ်နေလိမ့်မယ်ဒီလားပါဆိုတော့ရွှေစင်ကတစ်ခါမှပစ္စည်းကအများကြီးမှားတဲ့သူဆိုတော့ဗောနော်ဟိုကိုတောင်နေလေရှိသမျှကိုတောင်အကုန်ပြည့်နေပြီးမနာကိုတောင်လည်းပြည့်ပြင်းရင်ကိုတောင်လည်းပြည့်ဗောနော်ဒီဆိုင်တော့ကိုတောင်တော့မပါဘူးဗောနော်တဲတို့ရေအဲ့တော့လာအားပေးကြပါအောင်ရှင်